မြောက်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတချို့ကောင်းကြီးမင်္ဂလာတချို့ကျွန်တော်ဒီကနေ့ဝေငှချင်တာဖြစ်ပါတယ်။ဒါကြောင့်အတူချုံးလေးအနေနဲ့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကြောင့်ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်ပေးထားတာဖြစ်ပါတယ်။ရှင်ပြန်ထမြောက်သောနေ့တနင်္ဂနွေနေ့ဒီနေ့ဟာနေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။နိုင်ငံတကာမှာလူအများကနေ့စဉ်ဒီတနင်္ဂနွေနေ့ရောက်လာတဲ့အခါမှာ Easter Sunday ဆိုပြီးတော့ပွဲလမ်းသဘင်တွေကျင်းပပြီးတော့ holiday တွေကျင်းပပြီးတော့ကျွန်တော်တို့ဆင်နွှဲရတဲ့အားလျက်တစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ဟာယေရှုခရစ်တော်သေခြင်းမြတ်စွာဘုရားကိုအောင်မြင်ပြီးတော့တကူတော်နဲ့၃ရက်မြောက်သောနေ့ဒီနေ့မနေ့မှာရှင်ပြန်ထမြောက်တဲ့နေ့လူတန်းပေါင်းများစွာကအောက်မေ့တရိယာပြီးတော့အောက်မေ့တရိယာတဲ့ပုံစံတော့တူချင်မှတူမှာပေါ့လေတော်ညာလဲကဘာအဝန်းမှာဒီနေ့ဟာနေ့ထူးနေ့မြတ်အနေနဲ့ကျွန်တော်တို့ဒီနေ့ပွဲလမ်းတပင်ကျွန်တော်တို့အောင်မြင်ခြင်းအောင်လံလွင့်ထူပြီးတော့ကျင်းပဆင်နွှဲရတဲ့နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတာအားလုံးအသိဖြစ်ပါတယ်။နှုတ်ကပတ်တော်တစ်ခုဖတ်ချင်ပါတယ်ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး28အငယ်6ကိုရောသည်ဤနေရာ၌မရှိအကြောင်းမူကားမိန့်တော်မူခဲ့သည့်အတိုင်းထမြောက်တော်မူပြီကိုရောလျောင်းတော်မူခဲ့သည့်နေရာကိုလာကြည့်ကြလော့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဖတ်တဲ့အခါမှာအချက်နှစ်ချက်သုံးချက်လောက်ကျွန်တော်ကိုးကားခြင်းပါတယ်ဒီနေရာမှာမရှိတော့ဘူးတည်တဲ့လူကမြုပ်တဲ့နေရာမှာပဲပုတ်သွားတာဖြစ်ပေမဲ့ယေရှုခရစ်တော်ကတည်သွားခဲ့တော်လဲရှင်ပြန်ထမြောက်တဲ့အတွက်ကြောင့်မြုပ်ထားတဲ့နေရာမှာမရှိတော့ဘူးလက်ခုပ်တီးအောင် praise the Lord hallelujah hallelujah မိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီပြောကြည့်ပါဦးမိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီသူ့ရဲ့သေခြင်းကိုမိန့်တော်မူသလိုသူပြန်လဲရှင်ပြန်ထမြောက်မဲ့အကြောင်းပြောခဲ့တဲ့သူကတော့ယေရှုခရစ်တော်တပါးပဲဖြစ်ပါတယ်သူဘယ်တော့သေမလဲသူဘယ်နှရက်မြောက်နေ့မှာရှင်ပြန်ထမြောက်မလဲအတိအကျဟောနိုင်တဲ့လူကတော့ယေရှုခရစ်တော်တပါးပဲဖြစ်တယ်ဗိမာန်တော်ကိုလာတဲ့အခါမှာသူကငါအဖအိမ်တော်သည်စုတောင်းသောနေရာဖြစ်ရမယ်ဆိုပြီးတော့နော်တရိษံတွေရောင်းကားဖောက်ကားပြီးတော့စီးပွားလုပ်ပြီးတော့အမျက်စွန်းနေတဲ့စီးပွားရေးလုပ်နေတဲ့လူတွေကိုစပွဲတွေလှန်ပြီးတော့တွန်းပုတ်ပြီးတော့ငှက်တွေကိုလှုပ်ပြီးတော့အကောင်တွေကိုလှုပ်ပြီးတော့ဗိမာန်တော်ကိုတန့်ရှင်းရေးလုပ်တဲ့အခါမှာအဲ့ဒီစီးပွားရေးအားဖြင့်အကျိုးမြတ်ရနေတဲ့ယစ်ပရောဟိတ်တွေနော်ဖယားမှုတော်ဆောင်တဲ့လူတွေစီးပွားကုန်သည်တွေကအင်မတန်ဒေါသထွက်ပြီးတော့ဒီလူကဘယ်သူအမိတ်နဲ့ငါတို့ကိုဒီလိုစော်ကားပြီးတော့ဒီဗိမာန်တော်မှာငါတို့လုတ်ပိုင်ခွင့်တွေကိုလာပြီးတော့တားဆီးရပါသလဲဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့သူ့ကိုစိန်ခေါ်တဲ့အခါမှာယေရှုခရစ်တော်ကဘာပြောတယ်လဲဆိုတော့ဒီဗိမာန်တော်ကြီးကိုတင်တို့ဒီနေ့ဖြိုးပါ3ရက်နေ့မှာငါပြန်တည်ပေးမယ်အဲ့လူတွေကအရန်စိတ်ဆိုးတယ်ငါတို့ဘိုးဘွားတွေကဒီဗိမာန်တော်ကိုနှစ်ပေါင်း60လုံးချွေးနဲ့ဂျောနဲ့သွေးနဲ့တီဆောက်လာခဲ့တာမင်းကဘယ်လိုလူမလို့3ရက်နဲ့ဒီဗိမာန်တော်ကြီးကိုပြန်တီဆောက်နိုင်မလဲမိခွန်းထုတ်ကြတယ်ဒါပေမဲ့သူဆိုလိုတဲ့ဗိမာန်တော်ကသူ့ရဲ့ခန္ဓာကိုယ်ဖြစ်တယ်ဒီဗိမာန်တော်ကိုမင်းတို့တတ်ဖို့ရအတွက်ပြင်ဆင်ကြပါဒီဗိမာန်တော်ကိုခန္ဓာကိုတော့မင်းတို့တတ်နိုင်မယ်တတ်ဖို့လည်းငါအခွင့်ပေးမယ်ဒါပေမဲ့အဲ့ဒီကိုခန္ဓာငါဗိမာန်ကိုပဲငါ3ရက်မြောက်တဲ့နေ့မှာငါပြန်ရှင်ပြန်စင်မယ်ဆိုတဲ့ယေရှုခရစ်တော်ရဲ့စကားကဒီနေ့မနေ့မှာအတည်ပြုခြင်းခံရတာဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ဘယ်သူကမှကိုတည်မဲ့ရက်ကိုတည်တော်သူတရားမှမရှိပါဘူးထိုမြတ်မကဘယ်လိုပြန်ရှင်လာမလဲဆိုတာတော့မှတည်တဲ့လူတရားမှမရှိပါဘူးဒီကနေ့တကူတော်နဲ့အသက်ရှင်ခြင်းသို့ရှင်ပြန်ထမြောက်တဲ့ငါတို့ကိုးကွယ်တဲ့သခင်ယေရှုကတော့သူတည်မဲ့ရက်ကိုလည်းသိတယ်လို့သူရှင်ပြန်ထမြောက်မဲ့ရက်ကိုလည်းအတိအကျဝေငှရတဲ့လူရဲ့စကားကဒီကနေ့အတီရောက်လာတာပဲဖြစ်ပါတယ်နှုတ်ကပတ်တော်ကဘာပြောလဲဆိုတော့သူမိန့်တဲ့အတိုင်းသူထမြောက်တော်မူပြီလက်ခုပ်တီးအောင် praise the Lord hallelujah hallelujah hallelujahအဲ့ဒီနှုတ်ကပတ်တော်ထွက်တဲ့စကားအတိုင်းတည်တဲ့ယေရှုခရစ်ကလွယ်လို့ကျွန်တော်တို့ကြံတဲ့အရာတွေစိတ်ချစရာမရှိဘူးဆိုတာဒီနေ့နားလည်စေချင်တယ်အဲ့ဒီနှုတ်ကပတ်တော်ကလွယ်လို့ကြံတဲ့အရာတွေက
စကွဲတွေပဲဖြစ်ပါတယ်တနေ့ကျရင်လေလွင့်မဲ့အရာတွေပဲဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကသာလျှင်ထာဝရတည်မဲ့အရာဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်ကတင်တို့သည်ပြောချင်ပါကျွန်တော်နောက်မှာငါ၌တည်၍ငါသည်လည်းတင်တို့၌တည်လျင်ထာဝရအသက်ရမယ်ဘယ်သူပြောတာလဲယေရှုခရစ်ပြောတာယောဟန်ခန်းကြီး15မှာတင်တို့သည်ငါ၌မတည်လျင်တင်တို့သည်ဘယ်အရာမျှမတတ်စွမ်းနိုင်ငါသည်စပစ်ຫນွေပင်ဖြစ်၍တင်တို့သည်စပစ်အကိုင်းခက်သည်ဖြစ်တယ်တင်တို့သည်ငါ၌မဆက်တွေ့ရင်တင်တို့သည်ငါ၌မတည်လျင်စပစ်ຫນွေပင်အကြီးနဲ့အကိုင်းခက်တွေမဆက်တွေ့ထားဘူးဆိုရင်အကိုင်းအခက်ကသူ့အလိုလျောက်အသက်ရှင်လို့မရသလိုဒီကနေ့ကျွန်တော်ကျမတို့ရဲ့အသက်ရှင်ခြင်းထာဝရမျှော်လင့်ခြင်းသည်ထိုခရစ်တော်ရဲ့ဂတိတော်စကားတော်၌တာလင်တည်တယ်ဆိုတာကိုဒီကနေ့ထပ်မံပြီးတော့ဟောအားပေးတတိပေးခြင်းတာဖြစ်တယ်။ဒါကြောင့်ယုံကြည်သူလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကယေရှုခရစ်ပေးတဲ့ဂတိတော်နှုတ်ကပတ်တော်မှာပဲတည်ဖို့အရန်ရည်ကြီးတာဖြစ်တယ်။ချမ်းသာကြွယ်ဝခြင်းနဲ့ကျမ်းမာခြင်းမဲ့လုံးတွေပေါ်မှာတည်သောယုံကြည်ခြင်းမဖြစ်ဖို့ရည်ကြီးတယ်။ဘာဖြစ်လို့လဲကျမ်းမာတဲ့ချိန်တော့ပျော်ရွှင်ကောင်းပျော်ရွှင်မယ်အစဉ်ပြေတဲ့ချိန်တော့ပျော်ရွှင်ကောင်းပျော်ရွှင်မယ်ကျမ်းမာတဲ့ချိန်ကျရင်ကျွန်တော်တို့ဘယ်ပေါ်မှာတွားတည်မလဲအစဉ်မပြေတဲ့နေ့ကျရင်ကျွန်တော်တို့ယုံကြည်ခြင်းကွယ်ပြောက်သွားမှာပေါ့အစဉ်ပြေတွေဖြစ်စေအစဉ်မပြေတွေဖြစ်စေယေရှုခရစ်တော်ရဲ့မပြောင်းလဲတဲ့နှုတ်ကပတ်တော်ပေါ်မှာယုံကြည်ခြင်းတည်ကြပါစို့လက်ခုပ်တီးအောင် praise the Lord ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာရှင်ပြန်ထမြောက်တော်မူသောယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူတော်ပေါ်မှာပဲမူတည်တယ်ဆိုတာကိုကျွန်တော်ပြောပြခြင်းတယ်ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်ကျမတို့သည်တည်ခြင်းမြစ်စွမှန်ရဲ့တကူတော်ကိုအောင်မြင်ရသောအခွင့်ကိုရရှိခြင်းဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ယေရှုခရစ်၌သာကျွန်တော်တို့မရှိဘူးဆိုရင်မတည်ဘူးဆိုရင်လောကမှာတည်ခြင်းကိုမကြောက်တဲ့လူတယောက်မှမရှိပါဘူးလူအားဖြင့်စဉ်းစားမယ်ဆိုရင်တည်ခြင်းတဲ့လူရှိပါသလားဆရာကျွန်တော်တို့ဒီညသွားရင်ကောင်းမယ်နော်ဖခင်ဒီညခေါ်ရင်ကောင်းမယ်ဆိုတဲ့လက်ထောင်ခြင်းတဲ့လူများရှိမလားမရှိပါဘူးဘယ်လောက်ပဲအသက်ကြီးဘယ်လောက်ပဲမချမ်းမာဖြစ်ဆေးရုံမှာမတည်ရဖို့ရအတွက်အသက်ငင်ပြီးတော့အောက်ဆီဂျင်ဘူးဘယ်နှလုံးပဲကုန်ဘယ်လောက်ဥစ္စာတနာပဲကုန်ရဲပြီးတော့စွန့်ရဲပြီးတော့အသက်ငင်ပြီးတော့အသက်မထွက်အောင်တားဆီးခြင်းတဲ့လူတွေကြီးပဲဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်ကဘာပြောလဲဆိုရင်ကောရိန္သုပထမဆောင်ခန်းကြီး15အငယ်54 56ကိုကျွန်တော်တို့ဖတ်ရမယ်ဆိုရင်ဖြင့်ဤဖောက်ပြန်ပစ္စည်းတတ်သောအရာသည်ဖောက်ပြန်ပစ္စည်းခြင်းနဲ့ကင်းသောအရာကိုဝတ်ဆင်၍ဤတည်တတ်သောအရာသည်တည်ခြင်းနဲ့ကင်းသောအရာကိုဝတ်ဆင်သောအခါတည်ခြင်းသည်အောင်မြင်ခြင်း၌နစ်မြုပ်လေပြီဟုရေးထားသောကျမ်းစကားပြည့်စုံလိမ့်မည်။အိုတည်ခြင်းတင်ဤအောင်မြင်ခြင်းသည်အဘယ်မှာရှိသနည်း။အိုတည်ခြင်းတင်ဤအစိတ်ဆူးသည်အဘယ်မှာရှိသနည်း။တည်ခြင်းအစိတ်ဆူးသည်အပြစ်ဖြစ်၍အပြစ်တကိုးသည်ပြည့်ညက်တရားဖြစ်၏။လူသားတွေအကြောက်ဆုံးကတည်ခြင်းတရားဖြစ်တယ်။တည်ခြင်းရဲ့အဖို့ကအပြစ်ရဲ့ဖို့ကတည်ခြင်းဖြစ်တယ်။ဒါကြောင့်တည်ခြင်းရဲ့မူလဇစ်မြစ်ကဘယ်ကနေလာလဲဆိုတော့အပြစ်ရဲ့အဖို့ဖြစ်တယ်။ဒီကနေ့ရှင်ပြန်ထမြောက်ခြင်းရဲ့တကိုးတော်ရဲ့အကျိုးသက်ရောက်မှုကဘာလဲဆိုတော့အဲ့ဒီအပြစ်ရဲ့တကိုးအကျိုးသက်ရောက်မှုအပြစ်ရဲ့အသီးအပွင့်ဖြစ်တဲ့ထာဝရတည်ခြင်းကနေတည်နဲ့ကျွန်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အရာကဒီရှင်ပြန်ထမြောက်ခြင်းတကိုးဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ဒီနေ့ရှင်ပြန်ထမြောက်ခြင်းသာမရှိခဲ့ဘူးဆိုရင်တင်နဲ့ကျွန်ုပ်ဒီထာဝရတည်ခြင်းကနေလွတ်ငြိမ်းချမ်းသာခွင့်မရနိုင်ဘူးကျွန်တော်တို့ဒီနေ့ကျေးဇူးတော်ချီးမွမ်းပြီးတော့ဝမ်းမြောက်ရွှင်လန်းနဲ့အောင်မြင်ခြင်းနဲ့ကြွေးကြော်ဖို့ရအတွက်အင်မတန်တင့်လျော်တဲ့နေ့ရက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တည်ခြင်းထာဝရတည်ခြင်းမြစ်စွမှန်ကနေကျွန်တော်တို့ကိုထာဝရအသက်ရှင်ခြင်းသို့ပို့ဆောင်ပေးတဲ့ထူးခြားသောနေ့ရက်နေ့ထူးနေ့မြတ်ကယေရှုရှင်ပြန်ထမြောက်ခြင်းပဲဖြစ်တယ်ကိုကယ်တင်မဲ့ယေရှုခရစ်တော်က
3 ရက်လည်းပြီးသွားပြီ5ရက်လည်းပြီးသွားပြီအခုနှစ်ပေါင်း1000လည်းပြီးသွားပြီမရှင်ပြန်မထမြောက်နိုင်တေးခဲ့ဘူးဆိုရင်တင်းနဲ့ကျွန်တော်ရဲ့ကိုးကွယ်ခြင်းကလကားပဲဖယားမြောက်များစွာပွင့်တော်မူပါတယ်ဖယားမြောက်များစွာရှိခဲ့ဘူးပါတယ်လောကမှာကိုဖယားလို့တတ်မှတ်ပြီးတော့ကြီးညာတဲ့လူတွေလည်းမြောက်များစွာတမိုင်းမှာကျွန်တော်တို့တွေ့ခဲ့ဘူးပါတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားနဲ့အဲ့ဒီကိုဖယားလို့ကြီးညာတဲ့လူတွေရဲ့ကြွားချချက်ကတော့တခြားသောဖယားတွေကသေတာတော့မှန်တယ်ဒါပေမဲ့ပြန်မရှင်ခဲ့ဘူးသူတို့အခုသေတဲ့နေရာမှာပဲရှိနေတော့မှဖြစ်တယ်ငါတို့ကိုးကွယ်တဲ့ဖယားကတော့3 ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့တာဖြစ်တယ် Praise the Lord Praise the Lord ဒါကြောင့်ဒီကနေ့မွေးတဲ့နေ့ကနေတည်တဲ့နေ့အထိကျွန်တော်တို့လောကမှာခရီးသွားနေတဲ့ဧည့်သည်အာဂန္တုတွေဖြစ်တော်ညာလဲအဲ့ဒီလောကကနေစွန့်ခွာပြီးတော့ထာဝရကိုခရီးသွားဖို့ရန်အတွက်လောကကိုခန္ဓာကနေအသက်ထွက်မှသာလျှင်ထာဝရခရီးနေဖို့ဖြစ်တဲ့အတွက်ကြောင့်လောကတည်ခြင်းကနေရှောင်လွဲလို့မရတာကတော့အမှန်တရားတမန်တရားဖြစ်တယ်ဒါကြောင့်ကျွန်တော်ကျမတို့သည်ပြောကြည့်ပါဦးတည်မျိုးဖြစ်တယ်ငါသည်တည်မျိုးဖြစ်တယ်ငါ၏အမျိုးသည်တည်မျိုးဖြစ်တယ်ခင်ဗျအမျိုးကဘာမျိုးလဲတည်မျိုးဒါပဲကျန်တာတွေအရေးမကြီးဘူးချင်းလူမျိုးတွေဗမာလူမျိုးရခိုင်လူမျိုးကရင်တွေအဲ့ဒါတွေကလောကမှာထားခဲ့ရမယ့်ຢာတွေဖြစ်တယ်တကယ့်လူမျိုးတကယ့်အမျိုးနာမည်ကတည်မျိုးဘယ်လူပြောတည်မျိုးတိတ်တော့လက်မခံကြဘူးမလားလက်မခံရင်လည်းတည်ရမှာပဲလေတည်ခြင်းကိုရှောင်နိုင်တဲ့လူတရားမှမရှိဘူးလောကမှာတည်ခြင်းတရားကိုမရင်ဆိုင်ဘဲနဲ့ကြွသွားတဲ့လူတွေကတော့ယေရှုခရစ်တော်နဲ့အီလီယာနဲ့ပြီးတော့အီနောက်နဲ့3 ယောက်ပဲရှိတယ်ကျန်တဲ့လူတွေကတော့တည်ခြင်းနဲ့မရင်ဆိုင်လို့မရဘူးတည်နဲ့ကျွန်တော်လည်းတည်ရမှာပဲဘယ်လောက်ပဲရုပ်ချောဘယ်လောက်ပဲချမ်းသာဘယ်လောက်ပဲဂုဏ်ပကာဒနာနဲ့ပြည့်စုံဘယ်လောက်ပဲဆွေမျိုးများဘယ်လောက်တိုက်တာဆောက်ဦးပဲများနောက်ဆုံးတော့တည်ရမှာပဲတည်ခြင်းကိုဘယ်သူမှအတုလို့မရဘူးဒါကြောင့်ယေရှုကိုယုံကြည်သောသူတွေအတွက်ကတော့တည်င်းကောင်းကပါလဲဆိုတော့တည်ခြင်းကိုအောင်ပြီးတော့ထာဝရအသက်ရှင်ခြင်းသို့ရောက်မယ်လက်ခုပ်တီးအောင် praise the Lord လောကမှာတည်ခြင်းရင်ဆိုင်ရပေမဲ့ကျွန်တော်တို့အတွက်တည်င်းကောင်းကပါလဲဆိုတော့ထာဝရအသက်ရှင်ဖို့ထွက်သွားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာယုံကြည်သူတွေဒီကနေ့နှုတ်ကပတ်တော်ကပါပြောလေယောဟန်ခန်းကြီး 7:25 မှာအတူတူကဖတ်ရအောင်ယေရှုကလည်းငါသည်ရှင်ပြန်ထမြောက်ခြင်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်လက်ခုပ်တီးအောင် praise the Lord hallelujah ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့အတွက်ပါအတိတ်ပဲရှိတယ်လဲဆိုရင်ယုံကြည်သောသူတွေအတွက်လောကတည်ခြင်းကခန္ဓာကိုယ်တည်ကျွမ်းခြင်းကတည်ခြင်းကအဆုံးမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ယေရှုခရစ်တော်ကငါ၌တည်သောသူငါကိုယုံကြည်သောသူသည်တည်လွန်တော်လဲပါတယ်လေရှင်လိမ့်မည်လောကမှာမတည်မဲ့လူတယောက်မှမရှိဘူးဒါပေမဲ့ထွက်သွားတဲ့အခါမှာတည်ဖို့ထွက်သွားသောသူနဲ့ရှင်ဖို့ထွက်သွားသောသူဆိုပြီးတော့လူနှမျိုးနှစ်စားပဲရှိတယ်ထာဝရတည်ခြင်းသို့ထွက်သွားမဲ့လူတွေရှိတယ်လို့ထာဝရရှင်ခြင်းသို့ထွက်သွားမဲ့လူတွေလည်းရှိတယ်လူနှမျိုးနှစ်စားပဲရှိတယ်ဒီကနေ့ကျွန်တော်တို့ဒီလောကကနေမထွက်ခွာခင်မှာယေရှုခရစ်ကိုယုံကြည်သောသူအဖြစ်နဲ့ဒီလောကကနေထွက်ခွာမှသာလျှင်ယေရှုခရစ်ပြောတဲ့ဂတိတော်ကကျွန်တော်တို့ပေါ်မှာတက်ရောက်မှာဖြစ်တယ်အဲ့ဒီအရာကပါလေသူဟာရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်သူကိုယုံကြည်သောသူတွေလောကမှာတည်တော်ညာလေထာဝရရှင်ခြင်းတို့သူပို့ဆောင်ပေးမှာဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord hallelujah
သူထားမြောက်တဲ့တွေ့ကြောင်းထားမြောက်တဲ့အရှင်ကသူပေးတဲ့ဂတိတော်ကိုသူကပဲတည်မြဲစေနိုင်မှာဖြစ်တယ်လူချင်းပေးတဲ့ဂတိလူချင်းတောင်မစွမ်းဆောင်နိုင်တဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကတည်ခြင်းကနေထားမြောက်ဖို့ဂတိမပြောနဲ့မနေ့ပြန်9နိုင်တွေ့ရအောင်ပြောပြီးတော့မတွေ့နိုင်တဲ့ဘွဲတွေဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီဂတိတောင်မှကျွန်တော်တို့မဖြည့်စွမ်းနိုင်တဲ့လူတွေဖြစ်တယ်ယေရှုခရစ်ကငါကိုယုံကြည်သောသူတွေတည်လွန်တော်လဲရှင်လိမ့်မယ်လို့ပြောတာကသူကယုံတန်းစကားပြောနေတာမဟုတ်ဘူးသူကိုယ်တိုင်တည်တယ်သူကိုယ်တိုင်ပြန်ရှင်တဲ့ဖခင်ဖြစ်လို့ချီးညာနိုင်တာဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord အာမင်ဒီကနေ့လှုပ်ဘူးတဲ့လူနဲ့စာပဲဖတ်ပြီးတော့မလှုပ်ဘူးတဲ့လူရဲ့စကားကဘယ်ဟာပူယုံတင်တယ်လဲတွေ့ကြုံရှိတဲ့လူလှုပ်ဘူးတဲ့လူရဲ့စကားကပို့ပြီးတော့ယုံတင်တယ်အိမ်ထောင်မရှိဘဲနဲ့ကလေးမရှိဘဲနဲ့မိန်းမယောက်ျားမရှိဘဲနဲ့ကလေးပြုစုပြူးထောင်တဲ့တင်တန်းတွေပေးနေတယ်ဆိုရင်လည်းတိတ်မဟုတ်သေးဘူးနော်တချို့ဆရာတွေရှိတယ်တချို့မှုတော်ဆောင်ဆရာမတွေရှိတယ်ကိုယ်တိုင်ကတော့အိမ်ထောင်တယ်မဟုတ်ဘူးကိုယ်တိုင်ကလေးမမွေးဘူးကိုယ်တိုင်ယောက်ျားမရှိမိန်းမမရှိဘူးဒါပေမဲ့အိမ်ထောင်ရေးတွေတင်တန်းပေးနေတယ်အဆင်ပြေမလားဆရာမနေမဆိုအဆင်ပြေမလားကလေးပြုစုပြူးထောင်ရေးအဆင်မပြေတော့ဘူးထင်တယ်နော်နေပြီးတော့မလဲဘူးတဲ့ဆရာမကဘယ်လိုလုပ်ကလေးပြုစုပြူးထောင်ရေးလို့တင်ပေးလို့ရမလဲအဲ့ဒီနေရာမှာကလေးရှိတဲ့အမေတယောက်ကလေး10ယောက်လောက်မွေးတဲ့အမေတယောက်တင်ခန်းစာတင်တန်းပေးခိုင်းလိုက်ပြင်ဆင်စရာမလိုဘာဖြစ်လို့လဲနေ့တိုင်းသူလုံနေတဲ့အတွေ့အကြုံကပြင်ဆင်စရာမလိုနာရီဝက်တနာရီအေးစေဟောလို့ရတယ်ကလေးတွေဘယ်လိုနေတယ်လဲသူတို့စိတ်နေသဘောထားဘယ်လိုလဲကလေးတွေပဲချိန်ငိုတတ်တယ်လဲငိုရင်ဘယ်လိုချော့ရမလဲအဲ့ဓာတွေကလှုပ်ဘူးတဲ့လူပဲပြောလို့ရတယ်နော်ငါကိုယုံကြည်သောသူတွေတည်တော်လဲရှင်မယ်လို့ပြောရတဲ့လူကတော့တည်ခြင်းကိုအောင်တဲ့ယေရှုပဲဖြစ်မှာဗောလေခုတ်တီးအောင် praise the Lord တည်ခြင်းကိုကိုယ်တိုင်မအောင်မဲနဲ့ငါကိုယုံတော်သူတွေရှင်မယ်လို့អော်တဲ့လူရှင်တော့အဲ့ဒါကအလကားပဲဒါကြောင့်ကျွန်တော်တို့ဒီကနေ့ကိုးကွယ်တဲ့ယေရှုခရစ်တော်ကျွန်တော်တို့ဂတိပေးတဲ့အရာပေါ်မှာကျွန်တော်ဒီနေ့သူကိုယ်တိုင်ရှင်ပြန်ထမြောက်တဲ့ကိုကြည့်ပါသူကိုယ်တိုင်တည်ခြင်းကိုအောင်မြင်တာကိုကြည့်ပါသူ့အထဲမှာတည်တော်သူသူ့ကိုယုံကြည်တော်သူတင်နေကျွန်တော်ဒီလေယေရှုခရစ်တော်ရဲ့ဂတိတော်ကလောကမှာတည်ခြင်းရင်ဆိုင်ရတော်ညာလဲတင်ဟာထာဝရရှင်ဖို့ထွက်သွားခြင်းဖြစ်တယ်ဆိုတာကိုဒီကနေ့မျှော်လင့်ခြင်းနဲ့ယုံကြည်ခြင်းတိုင်းတာ၍ယဉ်ကျေးဖို့ရန်အတွက်ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒါကြောင့်ဒီကနေ့ယုံကြည်သူတွေအတွက်ဘုရားပြင်ဆင်ပေးတဲ့ဂတိတော်ကဘာလဲဆိုတော့လောကတည်ခြင်းကအဆုံးသတ်မဟုတ်ဘူးကိုယ်ခန္ဓာနဲ့ဝိညာဉ်ခွဲခွာခြင်းကအဆုံးသတ်မဟုတ်ဘူးထာဝရခရီးရဲ့အစပဲရှိသေးတယ်ထာဝရခရီးစဖို့ရအတွက်လမ်းပွင့်သွားတာပဲဖြစ်တယ်ဒါကြောင့်ငါတည်ရင်တော့ကိစ္စချောသွားမယ်ငါတည်ပြီးသွားပြီတည်လိုက်ချင်တယ်ကွာဒုက္ခတွေများတယ်တည်ရင်ပြီးသွားပြီလို့မတင်နဲ့ခရစ်တော်မပါဘဲနဲ့တည်ရင်ဒုက္ခအစပြဿနာအစအဲ့ဒါထာဝရပြဿနာထာဝရဒုက္ခထာဝရတည်ခြင်းကိုသွားရမယ့်အရာဖြစ်တဲ့အခါမှာကျွန်တော်တို့ကိုတည်မဲ့အရာအတွက်ဆန္ဒမစောစေချင်ဘူးဒီကနေ့တည်ခြင်းကိုကြောက်နေသေးတယ်မယုံကြည်သူတွေတည်ခြင်းကနေထမြောက်ခြင်းကိုအောင်မြင်တဲ့ယေရှုခရစ်ရဲ့တည်င်းကောင်းကိုဝေငှဖို့တင်နေကျွန်တော်ဖခင်ကအသက်ရှင်ခွင့်ပေးနေတာအဲ့ဒါတတိယဖို့အရေးကြီးတယ်ယုံကြည်သူလုပ်ပြီးတော့အလကားအသက်ရှင်ဖို့ရန်အတွက်အချိန်ဖြုံးဖို့ဖခင်ကလောကမှာအသက်ရှင်ခွင့်ပေးနေတာမဟုတ်ဘူးတည်ခြင်းကနေလွတ်မြောက်သောတင်တဲ့ကျွန်ုပ်သည်လေတည်ခြင်းကနေမလွတ်မြောက်သေးသောအမောင်တုထဲမှာရှိနေသောအပြစ်ကနေမယုံထွက်နိုင်သေးသောကဲတင်ခြင်းမနာလေမရရှိသေးသောမပြောင်းလဲသေးသောသူတွေကိုကဲတင်ခြင်းအလင်းကိုဖွင့်ပြဖို့ရန်အတွက်တင်တဲ့ကျွန်ုပ်မှာတာဝန်ရှိတယ်ဆိုတော့ဒီနေ့ဖခင်ကအခွင့်ပေးနေတာဖြစ်တယ်မိတ်ဆွေတခဏအတွက်အသက်ရှင်တာမဟုတ်ဘဲနဲ့ထာဝရအတွက်အသက်ရှင်သောတန်ဖိုးရှိသောအသက်တာဖြစ်ဖို့ဖခင်ကကျွန်တော်တို့ကိုလောကမှာခဏအသက်ရှင်ခွင့်ပေးနေတာတင်နဲ့ကျွန်တော်ရဲ့ဘဝဒီတန်ဖိုးရှိသော
ဘဝတွေဖြစ်တယ်ရှင်ပြန်ထမြောက်ခြင်းတကူကကျွန်တော်တို့ကိုတည်ခြင်းမြစ်စုမှန်ရဲ့တကူကနေထာဝရအသက်ရှင်ခြင်းသို့ပို့ဆောင်ခြင်းပရမအချက်အနေနဲ့ပြောပြီးတဲ့နောက်မှာဒုတိယချက်ကပါလဲဆိုတော့ရှင်ပြန်ထမြောက်ခြင်းတကူယေရှုခရစ်ပြန်ရှင်ပြန်ထမြောက်တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့ဟာလောကမှာပင်လင်အပြစ်တရားပေါ်မှာအောင်မြင်တော်သူတွေဖြစ်တဲ့လက်ခုပ်တီးအောင် praise the Lord ကျွန်တော်တို့ကမပြောင်းလဲခင်တော့အပြစ်ရဲ့ခြေကျွံဖြစ်တယ်အပြစ်မှာနစ်မိုးနေတဲ့လူတွေဖြစ်တယ်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းကိုနားလေသဘောပေါက်ပြီးတော့လက်ခံလာတဲ့နေ့ကနေစပြီးတော့ကျွန်တော်ကျမတို့ဒီအပြစ်ရဲ့ခြေကျွံမဟုတ်တော့ဘူးကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အလိုတော်ဆောင်မဲ့သားသမီးတွေဖြစ်သွားပြီဟာလေလုယာဟာလေလုယာယောမဩဝါဒစာခန်းကြီး6အငယ်4နဲ့5ကိုအတူတူဖတ်ကြပါစို့ထို့သောငါတို့သည်အသေးခံတော်မူခြင်း၌ဗတ္တဇံကိုခံသောအဖြစ်ကိုတော်နှင့်အတူတကြိုခြင်းကိုခံရကြ၏ဤဒီကာခရစ်တော်သည်ခမည်းတော်၏ဘုန်းအသေးတော်အဖြစ်တေသောသူတို့ထဲမှထမြောက်တော်မူသည့်ဤသူငါတို့သည်လည်းအသက်တာသစ်၌အသက်ရှင်လျှောက်လန်းကြရန်ဖြစ်သည်အကြောင်းမူကားငါတို့သည်ခရစ်တော်၏အသေးခံတော်မူခြင်းနှင့်တူညီသောတရား၌ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင်ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတရားကိုလည်းဤကံအမှန်ဆောင်ကြလိမ့်မည်ရှင်ပြန်ထမြောက်ခြင်းကထာဝရအသက်အနာဂတ်ကိုပဲဂတိပေးထားတာမဟုတ်ဘူးအာမခံပေးထားတာမဟုတ်ထာဝရအသက်ကိုပဲပေးတာမဟုတ်ဘူးရှင်ပြန်ထမြောက်ခြင်းတကူကဒီနေ့အသက်ရှင်ခြင်းမှာလဲအပြစ်ရဲ့အပေါ်မှာအောင်မြင်ခြင်းနဲ့ရှောက်လန်းဖို့ဂတိအာမခံချက်ပေးထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တခြင်းမှာဆိုတယ်အောင်မြင်တော်သူထဲပါလဲအောင်မြင်တော်သူအလကားဆိုနေတာမဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒီအောင်မြင်ခြင်းကလူအပေါ်မှာအောင်မြင်ခြင်းကိုပြောတာမဟုတ်ဘူးအပြစ်အပေါ်မှာအောင်မြင်ခြင်းကိုပြောတာဟာလေလုယာလောကမှာရှိနေတဲ့အတွက်ကြောင့်အပြစ်မရှိဘူးလားဆိုရင်ရှိတာပေါ့ဒါမဲ့အပြစ်ရှိတဲ့အတွက်ကြောင့်အပြစ်ထဲမှာကျွန်တော်တို့ရှောက်သွားဖို့ရအတွက်ရှောက်လန်းဖို့ရအတွက်တော့မဟုတ်ဘူးအပြစ်ရဲ့အထက်မှာကျွန်တော်တို့အပြစ်ကိုအောင်မြင်တော်သူဖြစ်တဲ့ဖခင်ကရှောက်လန်းစေခြင်းတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ယေရှုခရစ်တော်ကအပြစ်ကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့အတွက်တင်နဲ့ကျွန်ုပ်ဒီလဲလူသစ်ဖြစ်သွားတဲ့အတွက်ကြောင့်ယေရှုခရစ်တော်၌အပြစ်ရဲ့အထက်မှာအပြစ်ရဲ့တကိုးရဲ့အထက်မှာအောင်မြင်ခြင်းနဲ့လွတ်လပ်ခြင်းနဲ့ရှောက်လန်းနိုင်သောသူတွေဖြစ်နေတယ်ဆိုတော့နားလည်စေခြင်းနဲ့မိတ်ဆွေခရစ်တော်မရသေးခင်ကတော့အပြစ်ရဲ့ကြီးကျွမ်းမှာကျွန်တော်တို့ကအပြစ်ထဲမှာနစ်မိုးနေတဲ့လူတွေပါရှင်ပြန်ထမြောက်ခြင်းကကျွန်တော်ကျမတို့ကိုအသစ်သောအသက်တာကိုပေးယုံတာမကအဲ့ဒီအသစ်သောအသက်တာထဲမှာလွတ်မြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အပြစ်ကနေရုန်းထွက်ပြီးတော့ဖခင်ရဲ့ဘုန်းတော်ဆောင်သောသားသမီးတွေဖြစ်ဖို့တန်ရှင်းသောအသက်တာနဲ့သက်ရှင်သောသူတွေဖြစ်ဖို့တကူရှိသောရှင်ပြန်ထမြောက်ခြင်းတကူဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord hallelujah ဒါကြောင့်ဒီကနေ့ကျွန်တော်ဒီမှာရှိတဲ့ညီကိုမောင်မတွေကိုယုံကြည်ခြင်း၌ခွန်အားပေးတိုက်တွန်းပြီးတော့မေးခွန်းထုတ်ခြင်းနဲ့ຢာကဖခင်ကိုယုံကြည်ပြီးတော့ဒုတိယမွေးခြင်းကိုခံယူပြီးတော့ကယ်တင်ခြင်းစိတ်ချမှုရရဲ့သားနဲ့အပြစ်ထဲမှာနစ်မွန်းနေတော့တွာလာနေတော့ဖြစ်နေသေးတယ်ဆိုရင်ဒီကနေ့သင်တို့တည်င်းကောင်းကယေရှုခရစ်တော်ကိုရှင်ပြန်ထမြောက်စေတဲ့တကိုးတော်ကသင်ကိုဒီနေ့သင်ယုံမထွက်နိုင်တဲ့အပြစ်ကနေအောင်မြင်ခြင်းပေးပြီးသားဖြစ်တယ်ခါလေးချက်ကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်တို့နားမလဲဘူးကိုဘယ်သူလဲဆိုတာနားမလဲတရွေ့ကိုဘယ်ဘာလုပ်နိုင်တယ်လဲဆိုတာနားလဲမှာမဟုတ်ဘူးတခါတော့မြင်းစင်တကောင်ပေါ့လေငယ်ငယ်ကလေးကနေတိုင်တိုင်မှာပဲကျိုးနဲ့တန်ကျိုးနဲ့ချီနှောင်အလွတ်မပေးဘူးနေရစင်တိုင်းသူသွားနိုင်တာက10ပေလောက်ပဲသွားနိုင်တယ်အဲ့ဒီစင်ကတန်ကျိုးရဲ့အရှည်လောက်အထိပဲလွတ်လပ်ခွင့်ရတယ်နောက်ဆုံးကြတော့နေပေါင်းဘလောက်ကြာသွားတဲ့အခါမှာဘယင်ကြီးရဲ့မွေးနေ့မှာဘယင်ကြီးကအဲ့ဒီစင်ကိုလွတ်ငိမ့်ချမ်းသာခွင့်ပေးလိုက်တယ်သွားလို့ရအောင်ဒါပေမဲ့အဲ့ဒီစင်ကတန်ကျိုးနဲ့မွေးကလေးကနေ10ပေလောက်ပဲလွတ်လပ်ခွင့်ရလာတာနှစ်ပေါင်းကြာသွားတဲ့အခါမှာသူလွတ်မြောက်ခြင်းလွတ်ငြိမ်းချမ်းသာခွင့်ရပေမဲ့အဲ့ဒီတိုင်နာကနေ10ပေကျော်ပြီးတော့မသွားဘူးတန်ကျိုးမရှိဘူးဒါပေမဲ့သူလွတ်မြောက်နေမှန်းသူမသိဘူးသူအဝေးကြီးတောထဲကိုသွားပြီးတော့အစာကောင်းစားပြီးတော့တောက်ရည်တက်တောက်ပြီးတော့
ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်မြောက်မြောက်နဲ့နေလို့ရမှန်းသူတတိမထားမိဘူးဘာဖြစ်လို့လဲတန်ကြိုးရှိနေသေးတယ်လို့ပဲသူထင်နေတယ်တချို့ယုံကြည်သူတွေကအဲ့လိုပဲကဲတင်ခြင်းတော့ရပြီးသွားပြီယေရှုခရစ်တော်၌လွတ်မြောက်ခြင်းရသွားပြီလွတ်ငြိမ်းချမ်းသာခွင့်ရပြီအပြစ်ရဲ့အောက်မှာမရှိတော့ဘူးဂျေဇုတော်အောက်မှာရောက်သွားပြီဆိုတော့နားလေရဲ့သားနဲ့အပြစ်ရဲ့ချီနှောင်ခြင်းကနေမလွတ်နိုင်သေးဘူးအပြစ်ကနေလွတ်ပြီးပြီရှင်ပြန်ထမြောက်ခြင်းတကူတော်အားဖြင့်ဖခင်ကလွတ်မြောက်ခြင်းပေးပြီခွင့်လွတ်ခြင်းပေးပြီကြားတယ်သိတယ်နားလေတယ်ဒါပေမဲ့အဲ့ဒီတန်ကြိုးအပြစ်ကကျွန်တော်တို့ကို10ပေလောက်ပဲတွားခွင့်ပေးတဲ့ဘဝမှာပဲ10ပေလောက်အသက်တာနဲ့ပဲမလွတ်လပ်မအောင်မြင်တဲ့အသက်တာနဲ့အပြစ်ရဲ့ကြီးကျုံအဖြစ်နဲ့ဆက်လက်အသက်ရှင်နေတဲ့ယုံကြည်သူတွေတချို့ရှိတယ်ဒီနေ့သင်တို့တဲ့ကောင်းကအပြစ်ကသင်ပေါ်မှာတကူမရှိတော့လက်ခုပ်တီးအောင် praise the Lord အပြစ်ကသင်ကိုမချီနှောင်တော့ဘူးကိုချီနှောင်နေတာအဲ့ဒီကိုချီနှောင်ခြင်းကပင်လင်ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူကအောင်မြင်ခြင်းပေးပြီးသားဖြစ်နေတယ်ဘေးကလူပြောကိုချီနှောင်လို့တာနော်ဘယ်သူမှကတင့်ကိုချီနှောင်နေတာမဟုတ်ဘူးအပြစ်ကလည်းမချီနှောင်တော့ဘူးချီနှောင်ခွင့်လည်းမရှိတော့ဘူးဒါပေမဲ့ကိုကအဲ့ဒီစင်လိုပဲတန်ကြိုးမရှိပေမဲ့စေပီလောက်ပဲတွားလို့ရတယ်ထင်နေပြီးတော့လွတ်မြောက်နေပေမဲ့စေပီကြော်ပြီးတော့တွားလို့မရအောင်ဖြစ်နေတယ်။တချို့ယုံကြည်သူတွေအသက်တာကအဲ့ဒီစင်ကလေးလိုပဲဖြစ်နေတယ်။ယေရှုကလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးပြီ။အပြစ်ပေါ်မှာလည်းတကူပေးပြီးပြီ။အပြစ်မလုံနိုင်အောင်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့တကူကိုပေးပြီးပြီ။ဂျေဇုတရားထဲမှာလည်းခွင့်လွှတ်ခြင်းပေးပြီးပြီ။ဒါပေမဲ့အပြစ်ထဲကနေမယုံထွက်နိုင်သေးဘူးအပြစ်နုံထဲမှာပဲရှင်နေတဲ့လူတွေအပြစ်ကြီးကျုံအနေနဲ့ပဲရှင်နေတဲ့လူတွေဒီကနေ့တည်င်းကောင်းပြောပြရစီယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းက10ပေမကဘူးမိုင်ပေါင်း100ထိပြီးလို့ရအောင်ကျွန်တော်လွတ်မြောက်ခွင့်ပေးတာဖြစ်လက်ခုပ်တီးအောင် praise the Lord တင်းရဲ့အသက်တာလွတ်မြောက်ခြင်းတင်းရဲ့အသက်တာလွတ်ငြိမ်းချမ်းသာခွင့်တင်းရဲ့အသက်တာအောင်မြင်ခြင်းနဲ့တင်းလန်းတလောက်ယုံကြည်တလောက်ယေရှုခရစ်တော်ရဲ့တကူတော်၌ဖျားရှင်ကကျွန်တော်တို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးသားဖြစ်တယ်ဟာလေလုယာဒါကြောင့်သင်ဟာအပြစ်ရဲ့ချီးကျူးမဟုတ်တော့ဘူးဒီကနေ့လောကရဲ့အပြစ်ထဲမှာနစ်နေတဲ့ညီကိုမောင်မတွေနစ်ရင်နဲ့ဖခင်နဲ့ပိုဝေးသွားတဲ့ယုံကြည်သူတွေရှိတယ်ဒီကနေ့ပြန်လာခဲ့ပါယေရှုခရစ်တော်ဒီကနေ့ရှင်ပြန်ထမြောက်တာသင်ကိုအောင်မြင်ခြင်းပေးခြင်းလို့ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးအောင် praise the Lord ဟာလေလုယာဒါကြောင့်စုံစမ်းခြင်းကိုနေ့စဉ်တွန်းလှန်ပြီးတော့ဖခင်သခင်ရဲ့နှုတ်ကပတ်တော်၌ဖြောင့်မတ်ခြင်းသဘောကိုဒီကနေ့စန္ဒရှိလက်နေတိုင်းကောင်းသောသူအဖြစ်နဲ့တာ၍ကောင်းသောသူအဖြစ်နဲ့ရှင်ပေါလုကနှုတ်ကပတ်တော်ထဲမှာဘယ်လိုပြောလဲဆိုရင်ကျွန်တော်နောက်မှာလိုက်ဆိုပါနေ့ရက်စဉ်တိုင်းတာ၍ခရစ်တော်ကဲ့သို့ဖြစ်ဖို့ရန်အမြဲငါကြိုးစားလက်ရှိ၏ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကပါလဲမနေ့ကတည်းကဒီနေ့ပို့ပြီးတော့ယေရှုနဲ့တူလာဖို့ရန်အတွက်ဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ကတည်းကဒီနေ့ကျွန်တော်တို့ယေရှုနဲ့ပုံတံတာ၍တူလာဖို့ရန်အတွက်ဖြစ်တယ်။ Hallelujah လက်ခုပ်တီးအောင် praise the Lord Hallelujah ကောလောသဲခန်းကြီး3အငယ်1နဲ့2မှာဘယ်လိုရေးထားသလဲဆိုရင်အတူတူကဖတ်ရအောင်။တို့ဖြစ်၍သင်တို့သည်ခရစ်တော်နဲ့တူထားမြောက်ကြသည်ဆိုလျှင်ဖယားသခင်လက်ရတော်ဘက်၌ထိုင်တော်မူသောခရစ်တော်ရှိရာအထက်အရာ၌ရှိတဲ့အရာများကိုရှာဖွေကြလော့မြေကြီးပေါ်၌ရှိသောအရာတို့ကိုမဆွဲလန်းပဲအထက်အရာ၌ရှိသောအရာတို့ကိုဆွဲလန်းကြလော့လက်ခုပ်တီးအောင် praise the Lord ဒါကြောင့်လောကရဲ့အဖြစ်သဘောတရားပါပဲဆွဲလန်းပြီးတော့လောကီစိတ်နဲ့လောကီသဘောတရားနဲ့ယုံကြည်သူလှုပ်ခြင်းကနေလွတ်မြောက်ပြီးတော့ဒီကနေ့ထိုရှင်ပြန်ထမြောက်သောယေရှုခရစ်တော်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူဒီကနေ့လူမျိုးဆွေဘာသာဆွေစကားဆွေလောကီအရာတွေကနေလွတ်ငြိမ်းချမ်းသာပြီးတော့အထက်အရာကိုသာဆွဲလန်းတော်သူများဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေလက်ခုပ်တီးအောင် praise the Lord hallelujah တတိယချက်နေနဲ့ရှင်ပြန်ထမြောက်ခြင်းတကူကကျွန်တော်တို့ကိုဧဝံဂေလိတည်င်းကောင်းဝေငှဖို့ရန်အတွက်တကူပေးတယ်တတိယချက်ကပါလေဧဝံဂေလိဝေငှဖို့ရန်အတွက်တကူပေးတယ်နောက်ကပတ်တော်ထဲမှာတမန်တော်ဝတ္ထုခန်းကြီး4:33ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာတမန်တော်တို့သည်သခင်ယေရှု၏
ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကြီးစွာသောပြောကြည့်ပါဦးကြီးစွာသောတကုဖြင့်ပါတယ်လေတဲ့တေခံကြ၍ကြီးမားသောကျေးဇူးတော်သည်သူတို့အားလုံးပေါ်သို့တက်ရောက်လေ၏ရှင်ပြန်ထမြောက်ခြင်းဖြစ်ပြီးတဲ့နောက်မှာတပည့်တော်ရဲ့ဘဝကအချိုးစစ်ပြောင်းသွားတယ်ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်တုန်းကနောက်လိုက်အဆင့်ပဲခံယူတဲ့အဆင့်ပဲဒါမဲ့ရှင်ပြန်ထမြောက်ပြီးတန်ရှင်သောဝိညာဉ်တော်ကြွလာတဲ့ပြီးတဲ့အခါမှာတပည့်တော်အားလုံးရဲ့အသက်တာကလုံးဝပြောင်းလဲသွားတယ်တန်ရှင်သောဝိညာဉ်တော်ဆင်းကြွလာတဲ့နေ့မှာပင်လင်တရက်ထဲမှာပေတရုတမန်တော်ပေတရုကဝေငှလိုက်တာလူပေါင်း3000ကျော်ပြောင်းလဲတယ်အဲ့ဒီနေ့မှာပဲလူပေါင်း3000ကျော်အသင်းတော်ထဲမှာတိုးပွားခြင်းခံရတယ်အရင်တော့ကဒူးတုံပြီးတော့ကြောက်ရွံ့နဲ့ကလေးမတယောက်ကိုကြောက်ရွံ့နဲ့နော်ဟိုကလူတယောက်ကိုကြောက်ရွံ့တဲ့ပေတရုကြီးကတန်ရှင်သောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်ဤဝင်ကလေးတရားကိုရဲဝံ့စွာနဲ့လူသူရှေ့မှာဝင်ကားတဲ့အခါမှာသူတော်မှမယုံနိုင်လောက်အောင်လူပေါင်း3000ကျော်ပြောင်းလဲခြင်းကိုဘုရားကပေးတာဖြစ်တယ်မိတ်ဆွေရဲရင်ချင်းတကူနဲ့တည်င်းကောင်းကိုဝေငှတော်သူတွေတပည့်တော်တွေဖြစ်လာတာဘာဖြစ်လို့လဲသူတို့ကိုယ်တိုင်အဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှုကိုမြင်တွေ့ပြီးတော့တက်တည်ရှိတဲ့တွေ့ကြောင်းကိုယ်တိုင်ကြုံတဲ့အခါမှာအဲ့ဒီကြုံရတဲ့အရာကဘာနဲ့မှလဲလို့မရဘူးကိုယ်တိုင်မကြုံဘူးတဲ့အရာကိုပုံပြင်လို့ပြောမယ်ဆိုရင်တော့အခက်ခဲကြုံလာတဲ့အခါမှာကိုယ့်ရဲ့ပုံပြင်ကအပြောင်းလဲရှိကောင်းရှိလာနိုင်မယ်ဒီကနေ့ကိုယ့်ရဲ့မိဘနာမည်ကပါလေကိုမိဘဘယ်မှာမွေးလဲကိုကဘယ်မှာမွေးလဲကိုဘယ်နေ့မှမွေးတယ်လဲအဲ့ဒါကပုံပြင်မဟုတ်ဘူးပြောင်းလို့ရတဲ့ကိစ္စတွေလည်းမဟုတ်ဘူး UN ပေါ်လို့တာပြောင်းကြတာအာမင်အခုကမွေးတက်ကရနှစ်ခုရှိတဲ့အဖွဲ့တွေရှိတယ်ဆရာ UN လာတကယ်လားတဲ့ကျွန်တော်လည်းစိတ်ပြတ်သွားတယ်ဟာဒုက္ခအဲ့ဒါတရားလာသေးတယ်ဆရာကောင်းကင်မှာပဲဟာပို့ပြီးတော့ခေါ်มาလေစိုးရိမ်တဲ့ပွဲတွေလည်းရှိတယ်ဟမ်ကျွန်တော်လည်းမသိဘူးကောင်းကင်မှာနာမည်တစ်ခုလုံးခေါ်မယ်ထင်တယ်ကိုယ်နာမည်တော့မမြောင်တော့စူးစမ်းပေါ့ဟိုတခါတော့လုံခဲ့တဲ့3-4 လလောက်တော့အမေရိကမှာကျွန်တော်တို့အမျိုးတွေကပဲဟိုအတော်တယောက်ဆုံးပါသွားတယ်အဲ့ဒါသူသမီးကတကြိုပြီးတဲ့နေ့မှာပဲ live လွှင့်ပြီးတော့ငိုးတယ်။ဒါကျွန်တော်လည်းကြည့်တယ်။ तू ဘယ်လိုငိုတယ်လဲဆိုရင်သူ့အမေရဲ့ဟောပေါ့သူ့အမေမြုပ်ထားတဲ့နေရာမှာသူတို့ကဘာခေါ်လဲအဲ့ဒီကမီးထိုးထားတဲ့အဲ့ဒီလှုပ်ထားတဲ့ဟာကိုကြည့်ပြီးတော့ live လွှင့်ပြီးတော့နာမည်ကိုရိုက်ပြီးတော့သူကငိုတာသူ့နာမည်ကကျွန်တော်တို့သိတဲ့နာမည်မဟုတ်တခြားလူမျိုးရဲ့နာမည်ဖြစ်တယ်အဲ့ဒါသူ့သမီးကလည်းယူကျုံမရဖြစ်တယ်အော်အမေရဲ့အမေမွေးတော့ကနာမည်နဲ့အခုတည်တဲ့အခါမှာတကြူခွင့်မရတာသမီးအဖြစ်ပါ UN မှာသမီးကအမေနာမည်လိန်လိုက်လို့အခုအမေက UN နာမည်နဲ့စိုးသွားရတယ်ဆိုပြီးတော့ဝမ်းနဲ့ချီကွဲစွာနဲ့ငိုရတာကျွန်တော်တွေးလိုက်ရတယ်ကျွန်တော်ပြောချင်တဲ့အရာကဒီကနေ့ကျွန်တော်ကျမတို့ရဲ့မွေးသစ်ကလေးကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့အမေအဖေဘယ်သူလဲဆိုတာဘယ်လိုပဲပြောင်းအမှန်တရားကပြောင်းလားမပြောင်းဘူးနော်အမှန်တရားဆိုတာမပြောင်းလို့မရဘူးအမှန်တရားပြောင်းလို့သာရမယ်ဆိုရင်မမှန်တရားဖြစ်မှာပေါ့ဘယ်လိုလို့အမှန်တရားဖြစ်မှာလဲအမှန်တရားဆိုတာကခင်များပြောင်းသူမပြောင်းဘူးဒါကြောင့်ကျွန်တော်တို့ပုံပြောတဲ့အခါမှာအဖြစ်ပြပြောတဲ့အခါမှာအမြဲတမ်းအမြင်နှမျိုးရှိတယ်ဒါပေမဲ့ဘာအမြင်ပဲခင်ဗျားယုံအမှန်တရားကတော့တစ်ခုပဲရှိတယ်ဒါကြောင့်ဒီကနေ့လောကမှာယေရှုခရစ်လောကမှာကြွသလားမကြွဘူးလားယေရှုခရစ်မွေးသလားမမွေးဘူးလားယေရှုခရစ်ရှင်ပြန်ထမြောက်သလားမထမြောက်ဘူးလားအမြင်နှမျိုးအမြဲတမ်းရှိတယ်ဒါပေမဲ့အမှန်တရားကတော့နှုတ်ကပတ်တော်ကဘယ်တော့မှမပြောင်းလဲဘူးလက်ခုပ်တီးအောင် praise the Lord
လူတွေဘာပဲပြောလူတွေယေရှုဘာပဲပြောလူတွေယေရှုကိုဘယ်လိုပဲရှုတ်ချဒီကနေ့မျက်မြင်ကိုတွေ့ကြုံတွေ့တဲ့တပည့်တော်တွေကတော့ဒီယေရှုအကြောင်းမပြောရင်ငါတို့ဘာပြောစရာရှိလဲဟာလေလုယာငါတို့ကိုယ်တိုင်သူတဲ့စားတယ်ငါတို့ကိုယ်တိုင်သူတဲ့အိတ်တယ်ငါတို့ကိုယ်တိုင်သူတဲ့သွားတယ်ငါတို့ကိုယ်တိုင်သူတေတာလဲတွေ့တယ်ငါတို့ကိုယ်တိုင်သူရှင်လာတာလဲတွေ့တယ်သူငါတို့ကိုယ်တိုင်သူလက်ကိုလဲထိတယ်ဟာလေလုယာငါတို့ကိုယ်တိုင်သူနဲ့သွားလာပြီးတော့စားတယ်အဲ့ဒီသခင်ယေရှုရှင်ပြန်ထမြောက်တဲ့ယေရှုအဲ့ဒီလူရဲ့အကြောင်းမပြောရင်ငါတို့မှာတခြားအကြောင်းပြောစရာမရှိဘူးအာမင်ယေရှုနဲ့နဖူးတွေ့ဒူးတွေ့လာတဲ့တက်တေခံချက်အတွင်းမှာရှိတဲ့တပည့်တော်တွေကတော့ယေရှုမတည်ဘူးလို့ပြောရင်ငါအသေးခံမယ်အဲ့ဒီတရားကတော့ငါတက်တေခံရဲတယ်ဆိုတဲ့အထိရဲရင်တဲ့တက်တေခံချက်ကဘယ်ကနေလာလဲယေရှုရှင်ပြန်ထမြောက်တာသူတို့ကိုယ်တိုင်ကြုံရလို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှုခရစ်လေကိုယ်တိုင်ကိုကြမရရင်တော့အဲ့ဒီယေရှုအတွက်တော့ကျွန်တော်အသေးခံရဲမှာမဟုတ်ဘူးကျွန်တော်မနေ့ကဆုတောင်းဖွဲ့တွေကိုကျွန်တော်ခွန်အားပေးတဲ့ devotion မှာကျွန်တော်ပြောခဲ့တယ်တိတာနဲ့ရှိတာကမတူဘူးနော်ယုံကြည်သူတော်များများကတိတာဒါပေမဲ့မရဘူးယေရှုကိုရတဲ့ယုံကြည်သူနဲ့ယေရှုကိုသိတဲ့အဆင့်နဲ့ယုံကြည်သူကမတူနိုင်ဘူးမိတ်ဆွေမတူနိုင်ဘူးမိတ်ဆွေရှိတဲ့လူကသူပါရှိတယ်လေဆိုတာသိတဲ့တွေ့ကြောင့်ရဲဝင့်ဆိုတာတက်တေခံရဲတယ်လေအာမင်တိယုံတက်နဲ့သိတဲ့လူတွေကိုကောင်းပြန်မင်းရင်သူတို့ကပြဿနာတက်သွားပြီအထူးသဖြင့် UN interview မှာရှောက်လုပ်တဲ့လူတွေကတော်တော်ဒုက္ခရောက်တာဘာဖြစ်လို့လဲကိုလှုပ်ရလေဒါရှောက်လှုပ်တာလေဇက်လန်းတွေကိုရှောက်စင်ထားတာလေကိုရဲ့အလိန်ထဲမှာပဲကိုရစ်ပြီးတော့ပတ်ပြီးတော့ချွေးတွေပြန်တာလေတကယ်တော့အမှန်တရားနဲ့သွားမယ်ဆိုရင်လေချုံပြီးတော့ဗာမေးချင်လေပြောတကယ်လွယ်လေးအမေဖေလွယ်လေးမောင်နှမဘယ်လောက်ရှိ9ယောက်ဗာတိချင်သေးလေပြောအမှန်တရားပြောရင်ကိုစိတ်ချမှုရှိတယ်နော်ကိုအထဲမှာရှိတဲ့အမှန်တရားကိုပြောရင်လိန်စရာမလိုဘူးမျက်စိကိုလည်းဒီလိုလှုပ်စရာမလို psychologist တွေကပြောတယ်စိတ်ပိုင်းဆိုင်ရာပညာရှင်တွေကပြောတယ်တဲ့လူတယောက်မျက်နှာကြည့်ပြီးတော့မေးခွန်းမေးတဲ့အခါမှာတဲ့လိန်တဲ့လူရဲ့မျက်လုံးနဲ့အမှန်တရားပြောတဲ့မျက်လုံးကမတူဘူးအမှန်တရားပြောတဲ့လူကမျက်နှာချင်းရင်ဆိုင်ရင်တဲ့စကားပြောတဲ့အခါမှာအမှန်ပြောတဲ့အခါမှာတဲ့အပေါ်ကိုကြည့်တယ်တဲ့ညာဘက်ကိုကြည့်တယ်တဲ့ဒီလိုမျိုးကြည့်တယ်မျက်စိဆွေတာတော့မဟုတ်ဘူးနော်ဒီလိုမျိုးကြည့်တယ်စဉ်းစားတဲ့အခါမှာခင်ဗျားရဲ့ညီကိုမောင်မဘယ်လောက်ရှိလဲအဲ့ဒါကအပေါ်ပဲညာပဲကြည့်တယ်တဲ့မတိမတာလေးပေါ့ဒါပေမဲ့လိန်တဲ့လူကအောက်ပဲကြည့်တယ်တဲ့အဲ့ဒါကဆိုပြီးတော့အောက်ပဲကိုကြည့်ဒါပေမဲ့ခင်ဗျားကအခုကတိသွားပြီငါတို့မလိန်တာမတိအောင်ငါတို့အပေါ်ပဲကြည့်မယ်ဆိုရင်လည်းတိတယ်တဲ့သူတို့ကအပေါ်ကြည့်တိုင်းမလိန်တာမဟုတ်ဘူးတဲ့သူတို့ကြည့်တဲ့ပုံစံနဲ့သူတို့ body language ကျွမ်းတဲ့လူတွေကလိန်သလားမလိန်ဘူးလားဆိုတာသူတို့ကောင်းသိတယ်ဒါကြောင့်ကျွန်တော်တို့ interview လုပ်တဲ့လူတွေကလေဘွဲ့ရပြီးသားနိုင်ငံခြားနေဘွဲ့ရပြီးသား psychologist တွေခင်ဗျားလိန်မှန်းတော့သိတယ်နော်ဒါပေမဲ့တနာလို့ပေးတာတော်လို့ပေးတာမဟုတ်ဘူးတနာစရာမလို့ပေးတာဘဝတစ်ခုကိုသူတို့ကကူညီပေးချင်လို့လိန်တာသိပေမဲ့ပေးတာကျွန်တော်တို့ကတော့ကိုလိန်ထားတဲ့ဇက်လန်းတွေခါလေကျလွတ်ချစ်တာဒီလည်းပြင်ဆင်ပြီးတော့သွားတာကိုတော့ဒီနေ့လိန်မယ်နော်သူတို့ပါရှိပါအဲ့တချို့လည်းဆူတောင်းတယ်ကိုတော့ဒီနေ့ interview သွားမယ်လိန်ရမယ်ကိုတော့အတူပါရှိပါဒါရှင်တော်ဝိညာဉ်တော်ဆူတောင်းတဲ့ဖွဲ့တွေလည်းရှိတယ်ထားပါတော့တေကိုရယေရှုကိုရုပ်လုံးဖော်ပြီးတော့ကိုချားဘူးနာဝရှိတာလေးနဲ့ကိုသိတာလေးနဲ့ပြောမယ်ဆိုရင်အထဲမှာဘာမှမရှိတဲ့တွေ့ကြောင့်မိတ်ဆွေဒုက္ခရောက်မယ်နော်ကိုယ်တိုင်ကိုကြယေရှုကိုရပြီးတော့ယေရှုရဲ့အသက်ရှင်တဲ့လူရဲ့တက်တေခံချက်ကတော့
တိလောက်ယုံနဲ့လူနဲ့တော့မတူနိုင်ဘူးလက်ခုပ်တီးအောင် praise the Lord ကျွန်တော်ရဲ့အထုပတိကျွန်တော်ရဲ့နောက်ခံကျွန်တော်ဘယ်သူလဲဆိုတော့ကျွန်တော်တက်တေခံခွင့်ရမယ်ဆိုရင်ကျွန်တော်စဉ်းစားစရာမလိုဘူးအားလုံးပြောလို့ရတယ်ကျွန်တော်ဇက်လန်းတွေကျွန်တော်အားလုံးပြောလို့ရတယ်ဒါကအမှန်တရားလေကျွန်တော်ကိုယ်တိုင်ကြုံလာခဲ့တဲ့အရာလေအမေကျွန်တော်ဇက်လန်းစင်ပြီးတော့ကျွန်တော်ဇက်ကြောင်းတွေပြောင်းပြန်လုပ်ပြီးတော့ပြောမယ်ဆိုရင်ပြန်စဉ်းစားရမယ်မတိုက်မိအောင်လည်းပြန်စဉ်းစားရသေးတယ်လေရင်နဲ့မတိုက်အောင်ပြန်လေရတယ်အဲ့ဒါတွေရှိတယ်ဒီကနေ့တချို့ယုံကြည်သူတွေရဲ့ထိုနည်း၎င်းပဲယေရှုကိုကိုယ်တိုင်ကိုယ်ချက်မရဘူးယေရှုကိုကိုယ်တိုင်ကိုယ်ချက်မသိဘူးမရှိဘူးဒါပေမဲ့ရှိတယ်လို့နဲ့ပြောဝင်ငါတဲ့အခါမှာဒုက္ခရောက်သွားတယ်တမန်တော်ရဲ့ရဲရဲချင်းတကိုးနဲ့တည်င်းကောင်းဝင်ငါတဲ့လူတွေဖြစ်လာတာကအလကားမဟုတ်ဘူးသူတို့ကိုယ်တိုင်သိတဲ့အတွေ့အကြုံသူတို့ကိုယ်တိုင်ရှိတဲ့အတွေ့အကြုံသူတို့ကိုယ်တိုင်မြင်တဲ့အတွေ့အကြုံဟာလေလုယာအဲ့ဒီယေရှုကိုသူတို့ကိုယ်တိုင်မြင်တယ်သူတို့ကိုယ်တိုင်ထိတယ်သူတို့ကိုယ်တိုင်ဖက်တယ်သောမတ်ဆိုရင်ကိုရောကိုမထိမချင်းသူ့ရဲ့အသားတော်ကိုမထိမချင်းငါမယုံဘူးချက်ချင်းအဲ့လိုပြောလိုက်တာနဲ့ချက်ချင်းကိုယေရှုကကိုလုံးပြပြီးတော့သောမတ်ငါရဲ့လက်တံရာတွေကိုကြည့်ပါကိုင်ကြည့်အဲ့ဒါသောမတ်ကကိုင်ကြည့်ငါဖယားပါလားတကယ်ငါဖယားပါလားကိုင်ကြည့်ခွင့်တောင်ပေးတဲ့ယေရှုဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ကိုယ်တိုင်ကိုင်ခွင့်ရလာတဲ့အခါမှာသောမတ်ကဘယ်တော့မှပြန်ပြီးတော့နောက်မဆုတ်တဲ့ယုံကြည်ခြင်းနဲ့တမိုင်းထဲမှာအိန္ဒိယပြည်မဒရတ်ချန်နိုင်မှာအဆုံးသက်များနဲ့အပြစ်ခံရပြီးတော့အသေးဆိုးနဲ့တေရတယ်ဆိုတဲ့တမိုင်းရှိတယ်အဆုံးထိတက်တေခံတယ်လူမျိုးခြားတွေကြားထဲမှာဘာဖြစ်လို့လဲကိုတော်ကိုသူကိုယ်တိုင်ကင်ခွင့်ရတဲ့လူဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့တင်းရဲ့အသက်တာမှာယေရှုခရစ်ကိုသိယုံနဲ့မသွားပါနဲ့ရှိခြင်းအသက်တာနဲ့တွားဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒီကနေ့သိတာများတယ်သိတဲ့လူများတယ်ဒါပေမဲ့တကယ်ရတဲ့လူနည်းနေတယ်ဒါကြောင့်ဒီကနေ့ရှင်ပြန်ထမြောက်ခြင်းတကူအားဖြင့်ကိုယ်တိုင်ရတဲ့ယေရှုကိုဝေငှတဲ့အခါမှာမပြောင်းလဲတဲ့လူတွေလည်းပြောင်းလဲလာတော့မှဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord အမောင်နေပေကနေအလင်းနေပေကိုကူးပြောင်းလာတော့မှဖြစ်တယ်ကိုမှမရှိတာဘာပေးလို့ရမှာလဲကိုမှရှိလို့ပေးလို့ရတာပေါ့ကိုမှမရှိရင်ဘာပေးလို့ရမလဲယေရှုမရရင်ဘယ်လိုလုပ်ယေရှုတည်င်းကောင်းပြောရင်လဲဘာပေးလို့ရမှာလဲမိတ်ဆွေဒီကနေ့ယုံကြည်သူတယောက်နေနဲ့တခြားသောဘာသာတွေတခြားသောကိုးကွယ်ခြင်းတွေမကောင်းဘူးလားဆိုအရန်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်တဲ့ယေရှုခရစ်တော်ရဲ့တရားပြည့်တဲ့ခရိယန်ဘာသာနဲ့ဘာကွာခြားတယ်လဲဆိုရင်ဒီရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့မှာပဲရှိတယ်။ကျန်တဲ့ဘာသာတွေမှာမရှိဘူး။အဲ့ဒါကွာခြားသွားတယ်လက်ခုပ်တီးအောင် praise the Lord hallelujah ဒါကြောင့်ဒီခရစ်တော်ရဲ့အသက်ရှင်ခြင်းပြန်လဲပြီးတော့အသက်ရှင်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းတရားတော်ကလူတွေကိုအဖြစ်ငရဲကနေကယ်တင်ပြီးတော့အသက်တော်အသက်တာတို့ပြောင်းလဲစေုံတာမကထာဝရကာလထိတည်အောင်သူကပဲဂတိတော်နဲ့အတူဆောင်ယူသွားမယ်ဆိုတဲ့ယုံကြည်ခြင်းတည်မြဲနိုင်ဖို့ရန်အတွက်ဒီနေ့ထမြောက်ခြင်းမရှိရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကလည်းကားပဲအာမင်နှုတ်ကပတ်တော်တစ်ခုဖတ်ရအောင်ကောရိန္သုပထမဆောင်ခန်းကြီး15အငယ်14ကနေ19ကိုကြည့်ရအောင်ဒီနေ့ယုံကြည်သူတွေကယ်တင်ခြင်းရတယ်လို့ကိုကိုခံယူတဲ့လူတွေယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းသာမရှိခဲ့ရင်ကျွန်တော်တို့အားလုံးကအတိတ်ပဲမဲ့တဲ့လူတွေဖြစ်မှာဖြစ်တယ်နှုတ်ကပတ်တော်တိလင်ပြောထားတယ်ဖတ်ရအောင်ခရစ်တော်သည်ထမြောက်တော်မမူခဲ့လျင်ငါတို့ဟောပြောခြင်းသည်အချီးနှီးသက်သက်ဖြစ်၏ဒီနေ့ဘုရားကျောင်းလာတယ်နော်တရားဟောတယ်နော်ကျွန်တော်တို့ခရိယန်လုပ်တယ်နော်ယေရှုသာမထသေးဘူးဆိုရင်အဲ့ဒါလကားပဲဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းအတိတ်ပဲရှိတာကထမြောက်ခြင်းရှိလို့ဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ထမြောက်တဲ့အရှင်ကိုကိုးကွယ်လို့ဖြစ်တယ် hallelujah hallelujah ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့ဝေငှခြင်းဟောပြောခြင်းကလေဘယ်လောက်ထိအကျိုးရှိတယ်လဲဆိုရင်လူအသက်လူရဲ့ဘဝလူရဲ့ထာဝရကာလတရားမှာ
ပြောင်းလဲနိုင်စွမ်းရှိတဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီဝင်ကားတဲ့နှုတ်ကပတ်တော်ကိုယုံကြည်ပြီးတော့အသက်တာမှာလက်ခံတဲ့လူတွေကလေအသက်ရှင်တဲ့ကာလမှာပဲပြောင်းလဲပြီးတော့အကျိုးရှိတာမဟုတ်ဘူးထာဝရအထိတန်အကျိုးရှိတဲ့နှုတ်ကပတ်တော်တရားဖြစ်တယ်အဲ့ဒါကဘယ်ကနေလာလဲယေရှုကတည်ခြင်းကိုအောင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့တွေ့ကြောင်ဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord hallelujah ဒီမှာဘယ်လိုရေးထားလဲရှင်ပေါလုကအငယ်15မှာထိုမြတ်မကငါတို့သည်ဖယားသခင်နဲ့ပတ်သက်၍မမှန်သောတဲ့တည်ထွက်ဆိုသောသူများဖြစ်သွားကြလိမ့်မည်ယေရှုမထဘူးဆိုရင်ရှင်ပြန်မထမြောက်ခဲ့ဘူးဆိုရင်ဒီနေ့ဝင်ကားနေတဲ့နှုတ်ကပတ်တော်ကအလကားပဲတဲ့မမှန်တဲ့တဲ့တည်ထွက်ဆိုတဲ့လူပဲတဲ့ယေရှုမထတာဒီမှာထတယ်လို့ပြောနေရင်လိမ်လည်တဲ့လူပဲတဲ့ဒါမဲ့ရှင်ပေါလုကပြောတယ်ငါတို့ဝင်ကားတဲ့ယေရှုကတော့ဧကအမှန်ရှင်ပြန်ထမြောက်တဲ့ယေရှုဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord hallelujah အငယ်ဆက်ခေါ်မှာကြည့်အောင်ကျွန်တော်တို့ခရစ်တော်သည်ထမြောက်တော်မမူခဲ့လျင်တင်တို့၏ယုံကြည်ခြင်းသည်အချီးနှီးဖြစ်၍ကျွန်တော်နာမှာလိုက်ဆိုပါတင်တို့သည်မိမိတို့အပြစ်များထဲ၌ရှိနေကြသေး၏ကိုယုံကြည်ခြင်းကယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းပေါ်မှာမူတည်တယ်ယေရှုမထခဲ့ဘူးဆိုရင်ခင်ဗျားတို့ယုံကြည်တာလကားပဲအဖြစ်ကနေလည်းမလွတ်ဘူးငရဲကနေလည်းမလွတ်ဘူးခရိယာနာမည်ခံပြီးတော့လုံနေပေမဲ့ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းတကူမပါရင်အလကားပဲဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာဒီရှင်ပြန်ထမြောက်ခြင်းရှိလို့အတည်ယူလို့ရတဲ့အရာဖြစ်တယ်ဒါကြောင့်စိတ်မလွဲကြနဲ့ခါလေးကျကျွန်တော်တို့ယုံကြည်ခြင်းကဟုတ်ပါမလားဖြစ်ပါမလားထာဝရအသက်ဆိုတာဖြစ်ပါမလားဖယားငေါ့ချစ်တယ်ဆိုတာဖြစ်နိုင်ပါမလားမိတ်ဆွေယေရှုရှင်ပြန်ထမြောက်ခြင်းကဖယားဂတိတည်တယ်ဆိုတာဒီကနေ့ယုံပါဟာလေလုယာဘေးကလူပြောယုံလိုက်ပါဟာလေလုယာ praise the Lord amen ဒါကြောင့်ဖယားကတင့်ကိုယေရှုခရစ်၌ရှိရင်ပျက်စီးခြင်းသို့မရဘူးထာဝရတည်ရမယ်လို့ပြောရင်ဘာလုပ်ရမလဲယုံပါအာမင်တင်တို့ဒီငါ၌တည်၍ငါဒီတင်တို့နဲ့တည်ရင်ထာဝရတည်ရမယ်ယုံပါအာမင်ငါ၌တည်ရင်အသီးများစွာတည်မယ်ယုံပါအာမင်ဒီကနေ့ယုံကြည်သူတွေအငယ်16ကိုဖတ်ပြီးတော့ကျွန်တော်ဆုံးသက်ရအောင်ကျွန်တော်နောက်မှလိုက်ဆိုပါငါတို့ဒီခရစ်တော်၌ယခုဘဝအတွက်သာမျော်လင့်စရာရှိခဲ့လျင်လူအပေါင်းတို့ထက်ပို၍တနာစရာကောင်းသောသူဖြစ်ပေလိမ့်မည်ဒီမှာကျွန်တော်အထူးပြုချင်တဲ့စကားလုံးကပါလဲဆိုတော့ပို၍တနာစရာကောင်းသောသူဖြစ်မယ်ယေရှုသာပြန်ရှင်ပြန်မထမြောက်ခဲ့ဘူးဆိုရင်ယေရှုကိုလိုက်တာကျွန်တော်တို့ယုံကြည်တာဒီဘဝလောက်အတွက်သာလေဖြစ်မယ်ဆိုရင်ကျွန်တော်တို့လောက်တနာစရာကောင်းမဲ့လူမရှိဘူးမှန်လဲမှန်ပါတယ်ကောင်းကင်နိုင်ငံမရှိခဲ့ဘူးထာဝရသက်မရှိခဲ့ဘူးယေရှုခရစ်ရှင်ပြန်မထမြောက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ကိုးကွယ်နေတာကအလကားပဲကျွန်တော်တို့ပေးကမ်းနေတာလည်းအလကားပဲကျွန်တော်တို့ဆုတောင်းနေတာလည်းအလကားပဲဘာဖြစ်လို့လဲငါတို့ကိုးကွယ်တဲ့ဘုရားကအသက်မရှင်တော့ဘူးပေါ့ဒါမဲ့ကျွန်တော်တို့ဒီနေ့ဝမ်းသာစရာကငါတို့ဆုတောင်းတာကိုနားညောင်းတဲ့အသက်ရှင်တဲ့ဘုရားဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord ငါတို့ဆုတောင်းခြင်းကိုမချားနိုင်အောင်နာပေးတဲ့ဘုရားမဟုတ်ဘူးတဲ့နှုတ်ခတ်တော်ကပြောတယ်ထိုမြတ်မကကျွန်တော်ကျမတို့နဲ့နေ့ရက်အစဉ်ဘယ်သွားဘယ်လာအတူပါရှိတဲ့တန်ရှိသောဝိညာဉ်တော်ဘုရားသည်တင်နဲ့ကျွန်တော်နဲ့အတူရှိတယ်လက်ခုပ်တီးအောင် praise the Lord ဒါကြောင့်ဒီရှင်ပြန်ထမြောက်ခြင်းရဲ့တကူကကျွန်တော်ကျမတို့ရဲ့မျော်လင့်ခြင်းအလုံးစုံရဲ့အရင်မြဲဗဟုဖြစ်တယ်ဒီကနေ့ခေါ်အားယူရအောင်ဒီရှင်ပြန်ထမြောက်ခြင်းနေ့မှာပြန်ပြီးတော့ဆက်ကပ်စေခြင်းတယ်ပြန်ပြီးတော့တစ္ဆာပြုခြင်းတယ်ကိုရောရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်ကျမလည်းတနေ့ကျရင်ရှင်ပြန်ထမြောက်ခွင့်ရမယ်ဒီလောကမှာသက်ရှင်တဲ့ကာလမသိခင်အထိအပြစ်ရဲ့ကြီးကြုံကနေလွတ်မြောက်ခွင့်ရတယ်လွတ်မြောက်ခြင်းနဲ့ကျွန်တော်တွာလာလို့ရတယ်လွတ်မြောက်ခြင်းနဲ့ကျွန်တော်အသက်ရှင်ခွင့်ရတယ်နှုတ်ကပတ်တော်ကျွန်တော်အဲမှာကိုယ်တိုင်ကျွန်တော်ရှိတဲ့တွေ့ကြောင့်ကျွန်တော်ကိုယ်ရဲ့ကောင်းမြတ်ခြင်းကိုမေတ္တာတရားကိုကယ်တင်ခြင်းကိုလူတွေကိုဝေငှပါရစေ
အသက်ရှင်တဲ့ခဏလေးမှာကိုရောဘို့ကျွန်တော်ကိုသုံးပြပါကျွန်တော်မှာရှိတဲ့ຢာကိုကျွန်တော်သုံးခြင်းနဲ့ပြောခြင်းနဲ့တက်တက်ခံခြင်းနဲ့ဒီကနေ့ကိုစိန်ခေါ်ကြည့်ပါဟာလေလုယာတင်းမှာမရှိရင်တော့မတတ်နိုင်ဘူးတင်းမှာယေရှုရှိရင်တော့တင်းမှာရှိတဲ့ယေရှုကိုလူတွေပြောဖို့ဘာမှရှက်စရာမလိုတင်းယေရှုနဲ့ဘယ်လိုတွေ့တယ်လဲတင်းယေရှုနဲ့ဘယ်လိုသွားလာတယ်လဲတင်းယေရှုနဲ့ဘယ်လိုစကားပြောတယ်လဲနေ့ရက်စဉ်တိုင်းသူနဲ့ဘယ်လိုပေါင်းဖော်တယ်လဲအမှန်ရှိတဲ့လူအမှန်အတွေ့အကြုံရှိတဲ့လူကအဲ့ဒီအဖြစ်အပျက်ကိုလူတွေပြန်ပြောဖို့တက်တက်ခံဖို့ဘာမှရှက်စရာမလိုဘူးတင်းမှာမရှိရင်တော့စိုးရိမ်စရာကောင်းမယ်ရှိတဲ့လူအသက်တကယ်လက်တွေ့ယေရှုကိုမြည်ဆန်းတဲ့လူတွေကတော့ပြောလို့မဆုံးနိုင်တဲ့တက်တက်ခံချက်တွေကိုလူတိုင်းကိုပြောချင်တဲ့တကူဒီနေ့ရှင်ပြထမြောက်ကြီးရဲ့တကူထဲမှာပါနေတာဖြစ်တယ်ဟာလေလုယာမိတ်ဆွေယေရှုသာပြန်မထခဲ့ဘူးဆိုရင်ယေရှုသာတည်ခြင်းကိုမအောင်မြင်ခဲ့ဘူးဆိုရင်တင်နဲ့ကျွန်တော်ရဲ့ရှေ့ရေးကမတွေးဝန်းစရာပဲထာဝရငရဲသွားမဲ့လူတွေဒီနေ့ယေရှုထပြီတင်လဲတနေ့ကျရင်ထာဝရအသက်ရှင်ဖို့ထမှာဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord